အားလုံးပဲမင်္ဂလာပါ Chai Explain Finance Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကိုယ်တိုင် S&P 500 Index Stock Ticker အနေနဲ့ဆိုလို့ရှိရင်တော့ .SPX ပေါ်မှာ trade ဝင်ခဲ့တဲ့ 0day TTE Short Iron Condo Strategy အကြောင်းလေးကိုအသေးသေးရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကနေတစ်ဆင့်ငွေကြေးအသိပညာ Financial Literacy ကိုကျွန်တော်မြင့်တင်ပေးခြင်းတယ်လို့ Beginner Option Trader တွေအတွက်နားလည်ရလွယ်အောင် Step by Step ရှင်းပြပေးသွားမှာပါဒီဗီဒီယိုလေးနည်းနည်းလေးရှင်းမှာဖြစ်တဲ့ကြောင့်မလို့ Coffee လေးဖြော်ပြီးတော့အေးစစ်စစ်လေးနားထောင်ပေးဖို့ကြံပြုပါတယ်ဒီဗီဒီယို lesson လေးကနေပြီးတော့ Option Trading ရဲ့အားသာချက်ပေါ့နော်တခြားသိမြင်သွားမှာလည်းဖြစ်ပါတယ်ကဲဗီဒီယိုလေးကိုစလိုက်ကြအောင်ပါကပထမဆုံးအနေနဲ့0 day TTE short iron condo ပေါ့နော်အရှိဆိုလို့ရှိရင်တော့0 days to expiration ဆိုတာဘာလဲပေါ့နော်ဆိုလိုတာကတော့ဒီနေ့ဝယ်ဒီနေ့ပဲတက်တန်းကုန်မဲ့ option contract တွေကိုကျွန်တော်တို့ကဒါ trade လုပ်တာပဲဖြစ်ပါတယ် short iron condo ဆိုတာကတော့ market ကဒီအပေါ်လဲပေါ့နော်အများကြီးလည်းမတက်ဘူးအောက်ကိုလည်းအများကြီးမကျပဲနဲ့သတ်မှတ်ထားတဲ့ range ဒီ bound အတွင်းမှာပဲသူကငြိမ်နေတယ်လို့ခံမှန်းတဲ့အခါမှာသုံးတဲ့ strategy မှာပဲဖြစ်ပါတယ်ဆိုတဲ့သဘောတရားဗျာဒီ iron condo သုံးမယ်ဆိုလို့ရှိရင်တော့ market က up trend တွေ down trend တွေဖြစ်မနေရဘူးသူက neutral market မှာသုံးရင်အကောင်းဆုံးဖြစ်ပါတယ်အပေါ်ဘက်မှာဆိုလို့ရှိရင်တော့ call credit spread ဒီ resistance ပေါ်မှာကျွန်တော်တို့ကတစ်စောင်ရောင်းလိုက်တယ်ပေါ့နော် call credit spread ဆိုတာကတော့ bear call ဒါ vertical spread ပါအောက်ဖက်မှာကျတော့ဒါ put credit spread ပေါ့နော် support နားလေးမှာကျွန်တော်တို့ကရောင်းလိုက်တယ် put credit spread ဆိုတာကတော့အားလုံးသိတဲ့အတိုင်းပဲဒါ bubu spread ပါဒီ bubu spread လည်းတော်တော်များများ trade ကြတာကိုလည်းကျွန်တော်တွေ့ရပါတယ်ဒီ bear call spread နဲ့ bubu spread ဒီနှစ်ခုကိုပေါင်းလိုက်တဲ့အခါမှာဒီငှက်အတောင်ပံဖြန့်တယ်လို့ပေါ့နော်ဒီ iron condo ပုံစံမျိုးဖြစ်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒါ iron condo လို့ခေါ်တာပါ short iron condo လို့လည်းခေါ်ကြပါတယ်ဒါဆိုရင်မေးခွန်းကပေါ့နော်ဘာကြောင့်ဒီ short iron condo 0 day TTE ကိုဘာကြောင့်အသုံးများလဲပေါ့ဖြေရမယ်ဆိုလို့ရှိရင်တော့0 TTE မှာဆိုလို့ရှိရင်တော့ option grade တစ်ခုဖြစ်တဲ့ theta ဆိုတာအလုံးသိတဲ့အတိုင်းပဲ time decay လို့ခေါ်တဲ့ option ကတနေ့တနေ့အချိန်ကုန်ဆုံးသွားတာပေါ့နော်တနေ့တနေ့ကုန်သွားတိုင်းအချိန်ကုန်ဆုံးမှုတန်ဖိုးကသူကအရန်ကိုမြန်ပါတယ်ကျွန်တော်တို့က option seller ဒီ short လုပ်တယ်ဆိုတာ short iron condo လုပ်တယ်ဆိုတာကတော့ option seller ပေါ့နော် selling လုပ်တာဖြစ်တဲ့ကြောင့်မလို့အချိန်ကုန်သွားတာနဲ့အမျှ option contract တန်ဖိုးတွေကကျဆင်းလာပြီးတော့ premium ကိုအလွယ်တကူအမြတ်ရယူနိုင်လို့ပဲဖြစ်ပါတယ်0 day TTE short iron condo မဝင်ခင်မှာဆိုရင်ကျွန်တော်တို့ဘာတွေစဉ်းစားသင့်တယ်လဲပေါ့နော် factor လေးတွေတစ်ချက်ကြည့်ရအောင်ပါဒီလိုမျိုး short iron condo trade တွေမဝင်ခင်မှာကိုယ့်အနေနဲ့ risk ကို management လုပ်နိုင်ဖို့အတွက်အခုကျွန်တော်ပြောပြမယ့်အချက်လေးတွေကိုတော့တည်တည်ချာချာနားလည်ထားရပါမယ်ပထမဦးဆုံးအချက်ကတော့ဒီmarket news တွေပေါ့နော်အဲ့ဒီ iron condo ဝင်တဲ့နေ့မှာ0 day TTE ဝင်တဲ့နေ့မှာဒီ important ဖြစ်တဲ့ဒီစီးပွားရေးသတင်းတွေပေါ့နော်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အများသိကြတဲ့ CPI data တို့Fed meeting လို့ပေါ့နော်ဒါမျိုးတွေရှိမရှိကိုအရင်ဆုံး check လုပ်ရမှာဖြစ်ပါတယ်ဒီ check လုပ်ရတာတော့လွယ်ပါတယ်ဒီ market ထဲမှာတွားပြီးတော့ check လုပ်လို့ရပါတယ်နောက်တစ်ခါ news မှာလည်းတွားပြီးတော့ check လုပ်လို့ရပါတယ်ဒီလိုမျိုးသတင်းထူးတွေပေါ့နော်ဒီလို important news တွေရှိမယ်ဆိုလို့ရှိရင် market ကအများကြီး volatile ဖြစ်သွားနိုင်တာအတွက်ကြောင့်မလို့0 day TTE short iron condo ကိုဝင်ဖို့မသင့်တော့ပါဘူးဒုတိယတစ်ချက်ကတော့ဒါ support နဲ့ resistance level ပါဒီ option trader တွေတိုင်းသိကိုသိရမယ်ဒီ support နဲ့ resistance level တိုင်းတာချက်တစ်ခုပေါ့နော်နေ့စဉ်ဒီ market ရဲ့အပေါ်ဆုံးမှာရှိတဲ့ resistance နဲ့အောက်ဆုံးထိသွားနိုင်တဲ့ဟာလား support ဘယ်လောက်ထိသွားနိုင်တယ်ဆိုလဲ range ကိုကကြိုတင်တွက်ချက်ထားမှာပဲဖြစ်ပါတယ်တတိယတစ်ချက်ကတော့ဒါ price action နဲ့ candlestick လေးတွေရဲ့ pattern တွေပါ market က trend တစ်ခုတည်းကို one direction ပေါ့နော်ဒီ momentum ကောင်းကောင်းနဲ့သွားနေသလားဒါမှမဟုတ် market ရဲ့အတက်ကြတွေကငြိမ်နေသလားဒါမျိုးတွေကိုကြည့်ဖို့အတွက်ဆိုလို့ရှိရင်အခုဒီကျွန်တော် screen မှာပြရတဲ့ time frame တွေနဲ့ကြည့်ရမယ်ဘယ်လို time frame နဲ့ကြည့်ရမလဲဆိုလို့ရှိရင်တော့ဒီလို5 minute တို့10 minutes ပေါ့နော်1 minute ကတော့ဒါ lower time frame ဖြစ်သွားပြီ5 minute လိုမျိုးနဲ့လည်းဒါကြည့်လို့ရပါတယ်နောက်တစ်ခုကတော့ fix ပါ fix ကဒါအရင်ကြီးတယ် fix ဆိုတာကတော့ volatility index ပေါ့နော်အများအားလုံးသိကြတဲ့အတိုင်းပဲ fix အရင်မြင့်နေဆိုလို့ရှိရင် premium ကောင်းကောင်းရနိုင်ပေမဲ့လည်းဒီ market က volatile လည်းအရင်ဖြစ်ပါတယ်ဒီ fix လေးကိုခေါ်မယ်ဆိုလို့ရှိရင်တော့ဒါလွယ်ပါတယ်ဒီ indicator ကိုသွားပြီးတော့ဒီအပေါ်ဆုံး search မှာပေါ့နော်ဟို RSI လို့ပါလို့တွားပြီးတော့ကိုကတွားပြီးတော့ check လုပ်ရတယ် RSI ကတော့ဒါ fix ရဲ့ဟာကိုပဲသူပြတာ RSI ဆိုတဲ့သဘောတရားကတော့ဒါ relative strength index ပေါ့နော်ကျွန်တော်ဗီဒီယိုတစ်ခုမှာတော့ဒါအသေးစိတ်ပြပြခဲ့ဘူးဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီ chart လေးကိုကျွန်တော်ကြည့်လိုက်ရအောင်ဒီ chart လေးကိုကြည့်လိုက်မယ်ဆိုရင်တော့အခုဒါကတော့ 5 day ပေါ့5 day ဆိုတာအခုဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီ
ဒီကနေပြီးတော့ဒီထိကဒါ1 day ပေါ့နော်1 3 4 5 okay ကျွန်တော်မနေ့ကဝင်ခဲ့တဲ့0 day DTE ရတော့ဒီနေရာလေးပါဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့အရှိတနေ့ရဆိုရင်ဒါ down trend ဘက်ကိုအနည်းငယ်သွားနေတဲ့သဘောဖြစ်ပါတယ်အရှိနေ့ကတော့ဒါ range bound နဲ့သွားနေတာ consolidation phase လို့လည်းပြောကြတာပေါ့နော်တော်တော်များများကတော့ဒီမှာဆိုလို့ရှိရင် parabolic နည်းနည်းဆန်ဆန်လေးနဲ့တော့သူကသွားတယ်ဒါပေမဲ့ဒီလိုမျိုးနေ့မှာကျွန်တော်မဝင်ခဲ့ဘူးမနေ့ကနေကတော့ clearly ဒါ range bound ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဒီ0 day DTE short island condo ကိုကျွန်တော်ဝင်ခဲ့တာပဲဖြစ်ပါတယ်ဒါကတော့မနေ့ကဆိုတော့16ရက်နေ့ March 2026ကဖြစ်ခဲ့တဲ့ intraday မှာဒါအတက်ကြဒီကိုပြခဲ့တာဖြစ်ပါတယ်ဒီ candlestick လေးပေါ့နော်ဒီ ဒီ chart လေးကို graph ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဘာကြောင့် market က range ဖြစ်နေတာလဲဆိုတာကိုကျွန်တော်နည်းနည်းလေးရှင်းပြချင်ပါတယ်မနေ့က March 16ရက်နေ့2026မှာဆိုလို့ရှိရင်ဒီမနက်ပိုင်းပေါ့နော်မနက်ပိုင်းဆိုတာတော့ဒီ New York Stock exchange ဖွင့်ပြီးသူတို့ဘက်မှာဆိုတော့မနက်ပိုင်းပေါ့သူတို့အဲ့ဒီအချိန်မနက်ပိုင်းမှာဆိုလို့ရှိရင်တော့ market ကဒီမှာဆိုရင်အားလုံးမြင်တဲ့အတိုင်းပဲ whip saw ပေါ့နော်ဒါအတက်ကြတွေများခဲ့ပြီမဲ့လေ10နာရီခွဲနောက်ပိုင်းပေါ့10နာရီခွဲဆိုတော့ဒီနားလေးပေါ့နော်ဒီနားလေးရဲ့နောက်ပိုင်းလေးပေါ့ဒီနားလေးနောက်ပိုင်းမှာဆိုလို့ရှိရင်တော့ဒါကြီးမားတဲ့ဒီ news တွေလည်းမရှိတော့ဘူးဒီအရှိမှလည်း day trader တွေကဒါ trade လဲပြီးသွားပြီတနားရီလောက်လဲဒါကြာသွားပြီပေါ့နော်ဒီလိုမျိုးအချိန်မျိုးဆိုလို့ရှိရင်တော့ buyer နဲ့ seller ကြားထဲမှာရှိတဲ့အားလုံးသိကြရတယ်အားပြိုင်မှုကဒါနည်းသွားပါတယ်ဒါကြောင့်မလို့ market က range bound သွားနေတဲ့သဘောမျိုးဖြစ်သွားပါတယ်အခုဒီမှာပြထားတာတော့ဒီမှာမြင်တဲ့အတိုင်းပဲဒါ range bound သဘောဖြစ်ပါတယ် entry timing ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းဒီဇာတ်မှာပြထားတဲ့အတိုင်းပဲကျွန်တော်ကroughly 17နာရီ9မိနစ်ပေါ့နော်ဆိုရပါတော့17နာရီမှာဝန်းကျင်အောင်မှာကျွန်တော်က entry point ကိုဝင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့ market ရဲ့ဒီ index ကတော့6900နဲ့9ပေါ့နော်ဒီမှာဘယ်ဘက် channel မှာမြင်ရမယ်ထင်ပါတယ်အခုဒီမှာကြည့်လိုက်မယ်ဆိုရင်တော့6900နဲ့9ဝန်းကျင်ရှိပါတယ်ဒီလို6900နဲ့5 index ဝန်းကျင်မှာသူကငြိမ်သွားပြီးတော့ကြီးမားတဲ့အပြောင်းလဲလည်းမရှိတော့ဘူးလို့ကျွန်တော်ကဒါသုံးသပ်မိတဲ့အခြေအနေမှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ကဒီ wins တွေကိုသတ်မှတ်ပြီးတော့ပေါ့နော် short iron condo ကိုဝင်ခဲ့တာပါ wins တွေကိုသတ်မှတ်ပေါ်တော့ဒါလွယ်ပါတယ်အဲ့ဒီနေမှာဆိုလို့ရှိရင်ဘယ်လောက်ထိဒါမြင့်သွားလဲပေါ့ဒီမှာကြည့်လိုက်မယ်ဆိုလို့6929ထိသူကမြင့်ခဲ့တယ်အနည်းဆုံးဆင်းခဲ့တာကတော့660084ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ short iron condo ကိုကျွန်တော်စပြီးတော့သတ်မှတ်လို့ရပြီဆိုတော့ခုနကျွန်တော်ပြောခဲ့သလိုပဲအပေါ်မှာ range ကကြတော့ဒါ resistance နားမှာဆိုလို့ရှိရင် back or spread လေးလာကတ်တယ်ဒီအောက်က support နားမှာဆိုလို့ရှိရင်တော့ bull spread ကိုလာပြီးတော့ကတ်ရတာပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုသတိပေးချင်တာကလေဒီ short iron condo မှာ risk နဲ့ maximum loss အကြောင်းလေးပါဒီ short iron condo ရဲ့အားသာချက်ကတော့ကိုယ့်ရဲ့ capital ဘယ်လောက်အများဆုံးဆုံးရှုံးနိုင်လဲပေါ့ဗျာဆိုတဲ့သဘောတရားကတော့ maximum loss ကိုကြိုပြီးတော့ကိုကတိထားတယ် max loss ဆိုတာကတော့ကိုသတ်မှတ်ထားအလွယ်ပြောမယ်ဆိုရင်ဗျာကိုရွေးချယ်ထားတဲ့ဒီ strike width ပေါ့နော်ဥပမာအနေနဲ့ဆိုလို့ရှိရင်5 point ထားမလားပေါ့ဒီ5 point difference ကနေပြီးတော့ကိုရတာတဲ့ premium ကိုနှုတ်လိုက်တယ်ဆိုလို့ရှိရင်ဒါရတာတဲ့ပမာဏဖြစ်ပါတယ်ဒါကတော့စာစကားအနေနဲ့ကျွန်တော်ရှင်းပြရပါတော့ဒီ option မှာဆိုလို့ရှိရင်တော့ကိုရွေးချယ်လိုက်ပေါ့နော်ဒီ short iron ကိုဝင်မယ်ဆိုလို့ရှိရင်တော့ဒီမှာဆိုရင် single option ဖြစ်ရင်ဒီမှာ custom ကိုသွားဒီအခုမြင်နေရတဲ့ bevel channel တွေကတော့ဒါ call side တွေညာဘက်က put side တွေပေါ့နော်ဒီမှာကိုက data လေးရွေးလိုက်ပေါ့နော်ဆိုတဲ့သဘောတရား data အနှိမ့်ရွေးမယ်ပေါ့ဥပမာဆိုတဲ့သဘောတရား call မှာဆိုလို့ရှိရင် data အနှိမ့်ဆိုတာတော့0.1လေးတွေပဲရှိမဲ့ဟာမျိုးရွေးမယ်ဆိုရင်တော့ premium တော့နည်းမယ်ဒါပေမဲ့နိုင်ဖို့ chance ကများတယ်ပေါ့နော် put ကလည်းဒီသဘောတရားပဲဖြစ်ပါတယ်ခုနကျွန်တော်ရှင်းပြခဲ့တာကတော့ဒါ short iron condo ကိုဒီ maximum loss ကိုတွက်တာပေါ့နော်maximum loss တွေဘာတွေကြတော့လဲကိုအရင်ဆုံးဒီမှာဒီဟိုအယောင်းဝယ်လုပ်ပေါ့နော်ဒီ contract လေးတွေကိုနှိပ်ပြီးသွားလို့ရှိရင်ဒီမှာလာပေါ်တယ်ပေါ့နော်ဆိုကြပါစို့အခုထားပါတော့ဒီမှာဆိုရင်ကျွန်တော်ကဟလာ0 DTE ဝင်မယ်ဆိုလို့ရှိရင်ဒါဒီနေ့ကတော့ match လဆက်ခွန်ပေါ့နော် video တဲ့နေ့က match လဆက်ခွန်ဆိုရင်အခု current price ကဒီမှာနော်6699ပေါ့ဒါကတော့ဒီကောင်တော့တွားပြီးတော့အတီတော့ယူမရဘူးဘာဖြစ်လဲဆိုတော့ market ကဒါမဖွင့်သေးဘူးပေါ့နော်ဆိုတော့အခုဒီကောင်ကိုကျွန်တော်ဆိုကြပါ0. data 0.1 လောက်ထားမယ်ဆိုရင်ဒီ strike ပေါ့6955ပေါ့6955ရှိရဲ့ဒီ bear call ပေါ့ဗျာဒါအပေါ်ပေါ့ bear call တစ်စောင်ကိုတွားပြီးတော့ရောင်းပလိုက်မယ်ပြီးတော့ဒါ short call ပေါ့ short call ပြီးရင်သူ့ကိုဘာလာကတ်ရမလဲဆိုလို့ရှိရင် long call လေးဟိုလာပြီးတော့ကတ်ရမှာပဲဖြစ်ပါတယ် long call ဆိုတော့သူ့ထက်ဒီဈေးနှုန်းမြင့်တဲ့ကောင်ပေါ့ဒီမှာဆိုရင်$5ဟာတဲ့ကောင်ပေါ့ဆိုတော့ဒီ strike မှာဆိုလို့ရှိရင်တော့6955ထက်တစ်ခုနှိမ့်တာပေါ့နော်ဈေးနှုန်းအနေနဲ့ဆိုတော့မြင့်တယ်ဒါပေမဲ့ဒီ strike အနေနဲ့ဆိုလို့ရှိရင်နှိမ့်တယ်ပေါ့နော်ဒီမှာဆိုရင်ဒါတစ်ခုကတ်လိုက်တယ်ဒါဆိုရင်တော့ bear call လေးဒါတိဆောက်ပြီးသားဖြစ်သွားပြီနောက်တစ်ခုကတော့ဒီ bull put လေးဒီမှာလာပြီးတော့ကတ်ပေါ့နော်bull put လေးကတ်မယ်ဆိုလို့ရှိရင်တော့
ဒါကျွန်တော်ဒါ sample ပြတာပေါ့နော်ထားပါ data 0.1 လောက်ပဲကိုကတိတ် risk မယူခြင်းဘူးเนาะဒီ range ကိုလည်းအကျယ်ကြီးထားခြင်းနဲ့ဆိုလို့ရှိရင်ထားလို့ရပါတယ်ဒီမှာဆိုရင်တစ်စောင်ရောင်းလိုက်တယ်ပြီးတော့သူ့အပေါ်တစ်စောင်လာပြီးတော့ဝယ်လိုက်တယ်ဒါဆိုလို့ရှိရင်တော့ဒီမှာ short island condo တိဆောက်ပြီးဖြစ်ပါတယ်ခုနကကျွန်တော်ပြောနေတဲ့ maximum loss ဆိုတာဒီမှာပါမြင်ရလားလို့မသိဘူးဒီ405ပေါ့နော်412ဒါလေးကပြောင်းနေတာပေါ့နော်Okay ခုနကျွန်တော်ပြောတာတော့ဒါစာဆန်ဆန်ပြောရဲဆိုတာတော့ maximum loss ကိုလိုချင်ရင်ကိုရွေးချယ်ထားတဲ့ strike width ပေါ့နော်ဒီ strike width ထဲကနေပြီးကိုရတာတဲ့ premium နှုတ်လိုက်ရင်ရတဲ့ပမာဏဒါကတော့ဒီ short iron condo ကိုလေ့လာတဲ့သူတိုင်းသိထားတင်တယ်ဒါပေမဲ့မသိဘူးမမှတ်မိဘူးဆိုလို့ရှိရင်ကိစ္စမရှိဘူးဒီ maximum loss ကိုဒီ broker တစ်ခါလဲလာပြီးတော့ပြပေးတာ maximum loss ကလည်းကိုအများဆုံးဆုံးရှုံးနိုင်တဲ့ပမာဏဒီကောင်ကျွန်တော်ဓာတ်လျှောက်အမြဲတမ်းပြောရပါတော့ option trading basic course မှာဆိုလို့ရှိရင်ဒီ maximum loss က golden rules အရာဆိုရင်ကိုမှာရှိတဲ့အကောင့်ရဲ့ 2% ထက်ကြော်ပြီးတော့မဆုံးရှုံးသင့်ဘူးပေါ့နော်ဥပမာကိုအကောင့် size ကဒေါ်လာ2000ဆိုလို့ရှိရင်2000ရဲ့ 2% ဆိုရင်ဒါဒေါ်လာ400ပေါ့နော်ဒေါ်လာ400လောက်ပဲကိုကဆုံးရှုံးသင့်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင် 2% တက်ကြော်ပြီးဆုံးရှုံးသွားတယ်ဆိုလို့ရှိရင်ကိုကဒါအရင်ပြုတ်တယ်လို့ပြောလို့ရတယ်ဗျာအရင်ပြုတ်တယ်လို့ပြောတယ်ဆိုတာတော့ကိုစီးပွားရေးလုပ်တယ်ဆိုလို့ရှိရင်အရင်ပြုတ်ပြီဆိုမှတော့နောက် trade တွေဝင်ဖို့အတွက်ကိုကအဆင်မပြေလို့ပေါ့နော် survival rules နည်းသွားတာပေါ့နော် survival rate ကနည်းသွားတာပေါ့နော်ဒီမှာတော့ maximum profit ပါ maximum profit နဲ့ maximum loss ကိုတန်းပြီးတော့သိရပြီ okay ဒါဆိုရင်ကျွန်တော်တို့က ROI တွက်ဖို့လိုအပ်ပါတယ်နော်ဒီ trade က return ဘယ်လောက်ရှိလဲပေါ့ဗျာဆို ROI တွက်မယ်ဆိုရင်လွယ်ပါတယ်အခုဒီမှာ maximum loss ထားပါလို့412.5ကိုတီးပြီးတော့ maximum profit 92.5နဲ့စားလိုက်လို့ရှိရင် risk to reward ratio က 4.4 is to 1ဖြစ်ပါတယ်ဆိုတဲ့သဘောတရားတစ်ကြက်ရဖို့အတွက်$4နဲ့ပြ40ဆုံးရှုံးနိုင်တာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ recommend ပေးတာပေါ့နော်financial advice တော့မဟုတ်ပါ recommend ပေးတာကတော့ဒီ risk to reward ratio 4:1ထက်မပိုစေချင်ပါဘူး။ဘာဖြစ်လို့လဲဆိုရင်4:1ထက်ပိုတယ်ဆိုလို့ရှိရင်ဟာကိုကဒီ short iron condo ဝင်တော့က premium ရတယ်ဆိုပေမဲ့လေကိုတကယ်လဲဆုံးရှုံးရော400ကျော်ကြီးတောင်ဆုံးရှုံးသွားတယ်ဆိုတော့ဒါ what မဖြစ်ဘူးပေါ့နော်။နောက်တစ်ခုကတော့ 0DTT ကအားလုံးသိတဲ့အတိုင်းပဲဒီ gamma risk ဆိုတဲ့ဟာလေးရှိပါတယ်။ market ပြီးကနေဆိုလို့ရှိရင်တော့ဒီရုတ်တရက်ဆောင်းတက်သွားတာလို့ဆောင်းကျသွားတယ်ဆိုလို့ရှိရင် gamma ကဆောင်းတက်သွားတယ်အဲ့ချိန်ကျရင်အဲ့ gamma က data ကိုတွားပေါင်းလိုက်တယ်ဆိုလို့ရှိရင်ကို trading account မှာရှိတဲ့ leverage ratio ကအရန်ယူဒါဆောင်းတက်သွားတာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုအနေနဲ့ 0DTT ကိုရွေးချယ်မယ်ဆိုလို့ရှိရင်တော့ data နေတာလေးတွေရွေးချယ်လို့ရတယ်ဒါဆိုလို့ရှိရင်တော့ range ကျယ်တယ်ပေါ့ဗျာ premium အပြင်တော့နည်းတယ်ပေါ့ဥပမာကျွန်တော်ကဒီကောင်ကို data ဟာလားဒီမှာဘဲကောမှာဆိုလို့ရှိရင် data ကိုနည်းနည်းလေးတင်လိုက်မယ်ပေါ့ဗျာတင်လိုက်တယ်ဆိုတာ data 0.17လောက်ထားလိုက်မယ်ဆိုလို့ရှိရင်တော့ဘာဖြစ်သွားလဲဆိုတော့ဒီဘဲကောဆိုတော့ဒီအပေါ်လေးပေါ့ဒီညာဘက်မှာရှိရတာပေါ့နော်ဒီ resistance မှာရှိတဲ့ကောင်ကဒီနားလေးကိုကတ်သွားမယ်ဘူးပုတ်ကလည်းကျွန်တော် data တွေတော့တင်နိုင်မယ်ဆိုလို့ရှိရင်ဒီ current price ကိုကတ်သွားမယ်ဘောင်တော့ကျင်းသွားမယ်ဒါပေမဲ့ premium ကတော့ပို့ပြီးတော့ရမှာဖြစ်ပါတယ်ကဲ maximum loss အကြောင်းလေးကိုကျွန်တော်ထပ်ပြီးတော့ဆက်ပြီးတော့ပြောရအောင်ကို့အနေနဲ့ပေါ့နော် market ကကိုထင်ထားတဲ့ဒီ range တွေပေါ့ဒီ bound တွေကနေပြီးတော့ဖောက်ပြီးတော့သူကထွက်သွားမယ်ဆိုရင်တောင်မှကျွန်တော်ခုနပြောခဲ့တဲ့ maximum loss တက်ပို့ပြီးတော့မဆုံးရှုံးနိုင်ပါဘူးဒီ multi leg strategy ရဲ့အားသာချက်တွေကဘာလဲဆိုတော့ဒီ maximum profit နဲ့ maximum loss ကိုကကြိုပြီးတော့ define လုပ်ထားပြီးသားဖြစ်ပါတယ်ဒီဘက်ဘက်ချမ်းက POP လေးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လေဒါ probability of profit ပေါ့နော်ဒါနိုင်ကြီးကဒါ84.36%ရှိတယ်လို့ပြောတာပါဒီမှာမြင်ရမယ်ထင်ပါတယ်ခါစာလေးလှုပ်သွားတဲ့နေရာလေးပေါ့နော်ဒါလေးတွေကြည့်ပြီးတော့ကိုက trade ဝင်လို့ရပါတယ် short iron condo ရဲ့အသာချက်ကအချိန်ကုန်နေကောင်းလေပါပဲအခုဒီမှာဆိုရင်ကျွန်တော်ဒီဟာလေးကျွန်တော် pay off diagram လေးတစ်ချက်ကြည့်ပါတော့ dotted line လေးမှာဆိုရင်ကျွန်တော်ဒါလေးကိုညာဘက်တဖြည်းဖြည်းရွှေ့လာမယ်ဆိုရင်အချိန်ကုန်သွားတယ်အချိန်ကုန်လေးသူ့ရဲ့ဒီ profit ကိုကတ်သွားတာပေါ့နော် dotted line လေးက parabolic ဒီ curve လေးอ่ะပေါ့နော်ပြီးတော့နောက်တစ်ခုကတော့ဒီ IV crash ဖြစ်လေကောင်းလေးပါပဲ IV crash ဖြစ်လေဆို IV ကျသွားတာပေါ့နော် IV ကျလေဒီမှာဆိုရင်အမျက်တွေများမြင်ရလာပဲဖြစ်ပါတယ်ကဲ outcomes နဲ့ဒီ exit timing လေးအကြောင်းလေးနည်းနည်းလေးပြောချင်ပါတယ်ကျွန်တော်ဒီမနေ့ကဖွင့်ခဲ့တဲ့ short iron condo ကိုထွက်ခဲ့တဲ့အချိန်ကတော့အချိန်အားဖြင့်New York Stock Exchange ဖွင့်ပြီးတော့ဒါသူတို့အချိန်ဆိုရင်တနာရီနဲ့26ပေါ့နော်တနာရီထားပါတနာရီခွဲပေါ့တနာရီခွဲဝန်းကျင်လောက်မှာကျွန်တော် take profit ယူပြီးတော့ထွက်ခဲ့ပါတယ်ကျွန်တော်မှတ်မိတဲ့လောက်ကမနေ့ကဒီ short iron condo ဝင်တော့က collect လုပ်ခဲ့တဲ့ premium က150ထင်တယ်ကျွန်တော်ရခဲ့တဲ့ premium တော့85ဖြစ်ပါတယ်ဆိုတော့85ကို150နဲ့စားလိုက်ရင်ကျွန်တော် profit percent ဒါ90%အထက်ပေါ့နော်60%ဝန်းကျင်လောက်ကိုကျွန်တော်ယူခဲ့တာဒီ$85ဒါ absolute value ဖြစ်ပါတယ်ဒီထဲမှာ commission ကလေမပါလာပါဘူး
ဆိုတော့ဒီ vertical spread နှစ်ခုပေါ့နော် vertical spread နှစ်ခုအခုကျွန်တော် screenshot ကိုကြည့်လိုက်တော့ဒီမှာနှစ်တွဲပေါ့နော်ဒီ Bearcon နဲ့ Bupu မှာပေါ့နော်တစ်တွဲက$40ရတယ်တစ်တွဲက$45ရတယ်ဆိုတော့နှစ်ခုပေါင်းတော့ဒါ$85ဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာအခုလေ့လာတဲ့သူတွေအနေနဲ့မေးခွန်းတစ်ခုရှိတာပေါ့နော်ဘာကြောင့်ကျွန်တော်တနာရီခွဲလောက်မှာထွက်သွားတာပေါ့နော်ဘာလို့2နာရီမထွက်တာလဲ2နာရီခွဲမှမထွက်တာလဲဆိုပြီးတချို့ကြတော့မေးခွန်းတွေရှိပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီချက်လေးရဲ့ညာဘက်ခြံဝန်းကျင်တောက်ကို3နာရီလောက်မှာကြည့်လိုက်မယ်ဆိုရင်အချိန်အားဖြင့်ဆိုရင်ဒါ3နာရီနဲ့10မိနစ်ပေါ့နော်ဆိုကြပါစို့ okay roughly 3နာရီ market ပိတ်ခါနီးမှာဆိုလို့ရှိရင် gamma risk ကဒါ spike ဖြစ်သွားတာနော် market ကအပေါ်ကိုရုတ်တရက်ဒါဆောင်းတက်သွားပါဘောနော်ထိုးတက်သွားတာကိုတွေ့ရတယ် 0D TTE မှာဆိုလို့ရှိရင်ညနေပိုင်းဒီ New York Stock Market မပိတ်ခင်ပေါ့နော် market ပိတ်ခါနီးလေးအချိန်တွေကဒီ gamma risk အနေနဲ့ဆိုရင်အရန်များပါတယ်ကျွန်တော်တို့က market psychology အရာတိတ်ပြီးတော့လောဘမကြီးပဲပေါ့နော်ကိုယ်အနေနဲ့90%လောက်စပြီးတော့မြင်ပြီးဆိုလို့ရှိရင်စပြီးတော့ထွက်လို့ရပါတယ်အားလုံးသိကြတဲ့အတိုင်းပဲအခုအခြေအနေကလည်းဒါ Middle East crisis တွေလည်းဖြစ်နေတယ်ပြီးတော့ tech stock တွေကလည်း annie တွေတောင်ထွက်ပြီးတာတော့မှမတက်ဘူးပေါ့နော်ပြီး gap down ဖြစ်ပြီးတော့ကြားခဲ့တဲ့အခြေအနေလည်းအများကြီးရှိခဲ့တယ်ဆိုတော့ကိုယ်အနေနဲ့တေချာတဲ့ profit လေးကိုဒါယူလိုက်တာတော့အကောင်းဆုံးပဲဖြစ်ပါတယ်ဆိုတဲ့သဘောတရားတော့60%လောက်ကိုက profit ယူလိုက်40% market ကိုကလက်ဆောင်ပေးလိုက်တာပေါ့နော်ဒီသဘောဖြစ်ပါတယ်ပြီးရင်နောက်ထပ် trade ကိုပြန်ဝင်လို့ရပါတယ်ဒါကတော့ short iron condo ကိုကျွန်တော်ကဘယ်လိုမျိုးဝင်ခဲ့လဲဘယ်လောက်ရခဲ့လဲပေါ့နော်ဒီအမြတ် percentage အနေနဲ့ဘယ်လောက်ရခဲ့လဲဆိုတာကိုကျွန်တော်ဝေမျှပေးခဲ့တာပဲဖြစ်ပါတယ်ဒီ option trading အကြောင်းမျှဝေကြမယ်ဆိုတဲ့ group လေးတစ်ခုရှိပါတယ်ဒီ group လေးမှာလည်းကျွန်တော်တင်ပေးထားပါတယ်ဒါမနေ့ကပေါ့နော်ဘာကြောင့်ဝင်ခဲ့လဲဘယ်လိုအခြေအနေတွေရှိလဲဆိုတာကိုဒီ follower တွေအနေနဲ့လေ့လာလို့ရအောင်ကျွန်တော်ဒီမှာ screenshot လေးရယ်ဒီပုံလေးတွေနဲ့ကျွန်တော်တင်ပေးခဲ့ပါတယ်အရှိ post တွေကလည်းကျွန်တော်ဒီတင်တဲ့ trade time မှာဆိုလို့ရှိရင် entry ဘယ်လောက်ရှိလဲပြီးရင် take profit ကဘယ်လောက်ယူလဲဘာကြောင့်ဒီ trade ကိုဝင်ခဲ့လဲပေါ့နော်စတာတွေကိုကျွန်တော်အမြဲတမ်း sharing လုပ်ပေးခဲ့တာဖြစ်ပါတယ်အခုဒီမှာဆိုလို့ရှိရင်ပေါ့နော်ဒါ HMS stock အကြောင်းကျွန်တော်ပြပြခဲ့တယ်နောက်ဒီမှာဆိုလို့ရှိရင်လည်း face ကနေပြီးတော့ကျွန်တော်မှတ်ပြီးတော့ဒါက face ကနေပြီးတော့ကျွန်တော်မြတ်ခဲ့တာနော် face ကနေပြီးတော့ကျွန်တော်ဒီမှာမြတ်ခဲ့တာဒီကောင်က bear put spread ဝင်ခဲ့တာပေါ့နော်sorry bull call spread ကိုကျွန်တော်ဝင်ခဲ့တာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီမှာ market ကဒီ strategy ဘယ်လောက်သုံးခဲ့လဲ strike price အနေနဲ့ဒါဘယ်လောက်သုံးခဲ့လဲပြီးရင်ဘယ်လောက်အမြတ်ရခဲ့လဲဒီ vertical spread ကိုဘာကြောင့် trade လဲပေါ့နော်ဒါမျိုးလေးတွေကိုကျွန်တော်အမြဲတမ်း sharing လုပ်ပေးခဲ့ပါတယ်ဒီ option trading အကြောင်းမျှဝေကြမယ်ရတော့ကျွန်တော်ဒီ profit တွေအကြောင်းကိုတင်ပေးသလိုနောက်တစ်ခါကျွန်တော် invest လုပ်တဲ့ဟာလေးပေါ့ဥပမာဒီမှာဆိုလို့ရှိရင်ကျွန်တော် Webu မှာပေါ့နော်ဒါ bottom fishing လုပ်ထားပါ bottom fishing ကတော့ဘယ်လိုလုပ်လဲဆိုတာကိုတော့ဒီကျွန်တော် post အနေနဲ့ရေးပေးခဲ့ပါတယ်ဒါကိုတွားပြီးတော့လေ့လာလို့ရပါတယ်ဒီ post လေးဖြစ်မဲ့တယ်နော် bottom fishing ဆိုတဲ့ဒီ strategy လေးကိုတွားပြီးတော့လေ့လာလို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်အမြင်နဲ့တင်ပေးနေကြတာပေါ့နော်ကျွန်တော်ဒီ trade ကိုဘာကြောင့်ဝင်လဲနောက်ပြီးရင်နောက်ဒီအခုဒါဆိုလို့ရှိရင်ဒါသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ဆက်ပေးခဲ့ရပါတော့ဒါလေးလာတဲ့သူတွေအနေနဲ့သိရအောင်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းလာပြီးတော့လီလာလို့ရတယ်ဒါ book cost spread ကိုဝင်ခဲ့တဲ့အကြောင်းတွေဒါ trade ပိတ်သွားတဲ့အချိန်မှာဘယ်လောက်မြတ်လဲပေါ့နော်ဒါကတော့ကျွန်တော် fan ကဒီ hash fan တစ်ခုပေါ့နော်ဖြတ်သိမ်းပြီးတော့ liquidate လုပ်သွားတဲ့အကြောင်းလေးတွေကျွန်တော် knowledge share အနေနဲ့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခုဒီမှာတင်ဆက်ပေးတဲ့ post တွေအကုန်လုံးကဒီအမျက်တွေပဲကြွားတာမဟုတ်ပဲပေါ့နော်ဒီလီလာတဲ့သူတွေအနေနဲ့ကိုယ်တိုင်တကယ်လီလာလို့ရအောင်ဘာကြောင့်ဝင်လဲဘာကြောင့်ထွက်လဲဘယ်လို user တွေနဲ့သုံးသပ်ခဲ့လဲပေါ့နော်ဒီ trade ကိုဒါမျိုးလေးကိုကျွန်တော်ကပြောခဲ့တာပဲဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုမှာပြပြခဲ့တဲ့အကြောင်းအရာတွေအကုန်လုံးကတော့ educational purpose ပညာပေးတသက်တာဖြစ်ပြီးတော့ဒီ finance ဆိုင်ရာဘဏ္ဍာရေးနဲ့ပတ်သက်ပြီးတော့အကြံပေးချက် financial advice မဟုတ်ပါဘူး option trading မှာပဲပြောပြော stock trading မှာပဲပြောပြောအမြဲတမ်းအရှုံးအမြတ်ဆိုတာရှိတာကြောင့်မလို့ကိုယ့်အနေနဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သာတေချာလေ့လာပြီးမှလှုပ်ဆောင်ကြဖို့ Chai Spain Finance ကနေပြီးတော့တိုက်တွန်းအပ်ပါတယ်နောက်ထပ်တစ်ခုကတော့ကျွန်တော် course လေးကိုကျွန်တော် announcement လေးလုပ်ပေးခြင်းပါတယ်ကျွန်တော် page မှာဆိုရင်ကျွန်တော် pin လုပ်ထားပါတယ်ပင်လေးထောက်ထားပါတယ်ဒီ feature ထဲမှာတွားကြည့်လိုက်လို့ရပါဘောเนาะဒီမှာဆိုလို့ရှိရင်ဒါကျွန်တော်ရဲ့ option trading basic course ဖြစ်ပါတယ်ကိုယ်အနေနဲ့ပေါ့เนาะဒါ financial independence ပေါ့เนาะသူများတွေပြောနေတဲ့ဒီ financial freedom လို့ financial independence ပေါ့เนาะမြန်မာလိုအလွယ်ပြောရမယ်ဆိုရင်တော့ဒါဘဏ္ဍာရေးလွတ်လပ်ရေးပေါ့ဒီ financial independence ကိုတည်ဆောက်ဖို့ဆိုလို့ရှိရင် option trading ကလည်းအထောက်အကူပြုပါတယ်နိုင်ငံခြားမှာနေတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်တော့လောက်ခလာစာတွေအပြင်ကိုဒီလိုမျိုး option trading ကနေပြီးတော့လည်းဒါ side income ရှာလို့ရပါတယ်ဒီလိုမျိုး option trading ကိုစနစ်တကျလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဖွင့်ထားတဲ့ဒီ option trading basic course လေးရှိပါတယ်ဒီ course ကိုကျွန်တော်အကြမ်းမြင်နည်းနည်းလေးမိတ်ဆက်ပေးခြင်းပါတယ်ဒီ course မှာဆိုလို့ရှိရင် option ကိုအခြေခံစပြီးတော့ trade setup
entry rule exit rule ပေါ့နော် exit rule လို့ပြောတဲ့နေရာမှာဆိုလို့ရှိရင်ဘယ်အချိန်မှာ take profit လုပ်မလဲ stop loss လုပ်မလဲဘယ်အချိန်မှာ rolling လုပ်မလဲနောက်တစ်ခုကတော့နာမည်ကြီး strategy တွေဖြစ်တဲ့ cash secure put เนาะအများသိကြတဲ့ CSP cover call စတဲ့ lesson ပေါင်း30ကျော်ပါဝင်ပါတယ်ဒီမှာ course outline ထဲမှာတွားပြီးတော့အသေးစိတ်ကြည့်လို့ရပါတယ်မေးကြတစ်ခုရှိတာ course outline မှာဆိုလို့ရှိရင်ဒါ video 30ပဲလားဆိုတော့မဟုတ်ပါဘူး bonus video လည်းအများကြီးပါပါတယ် bonus video ဆိုလို့ရှိရင်ဒါအခုဒီ video လုပ်နေတဲ့အချိန်မှာဆိုရင်17ပုတ်ထီတောင်တင်ဆက်ခဲ့ပြီးဖြစ်ပါတယ် bonus video တင်ဆက်တဲ့ပုံစံနဲ့ကျွန်တော်ရဲ့ group member တွေပေါ့နော်သူတို့ထပ်ပြီးတော့သိကျင်တာလေဒီအရှိရ video မှာမပါခဲ့တဲ့လို့သူတို့ပြောလာတယ်ဆိုလို့ရှိရင်တော့မှကျွန်တော်ကဒါပြန်ပြီးတော့ထည့်ပေးပါတယ်ဆိုတော့ဒီ video တွေအားလုံးကိုလေ့လာလိုက်မယ်ဆိုလို့ရှိရင်တော့တိတိကျကျ option trading ကို basic ကနေစပြီးတော့ကျင့်ကြံသွားမှာပဲဖြစ်ပါတယ်เนาะဒီလိုမျိုး lesson သင်ခန်းစာပေါင်း30ကျော်ပါဝင်ပြီးတော့ဒီသင်တန်းကြီးကတော့ဒေါ်လာ US ဒေါ်လာ69ဒေါ်လာပဲကြားတင်ပါတယ်ရက်ပေါင်း90တက်တန်းရှိပြီးတော့ free membership ပေါ့နော် free mentorship group ပါပါတယ် mentorship group ဆိုတာဘာလို့ကျွန်တော်သုံးတာလဲဆိုတော့ဒါသူက mentor ပေးတယ်ဆိုတဲ့သဘောတရားပေါ့နော်ကိုနားမလည်လို့ရှိရင်ကျွန်တော်ရဲ့ Chai explain ရဲ့ပြောနေကြအတိုင်းပဲတတိချာချာရှင်းပြပေးတယ်ဘာကြောင့်ဒီလိုမျိုးဖြစ်လဲဘယ်လိုမျိုးယူဆလို့ရလဲဒါမျိုးတွေကျွန်တော် group ထဲမှာလည်းတတိချာချာရှင်းပြခဲ့ပါတယ်ကျွန်တော် group ထဲကလူတွေလည်းတော်တော်များများလည်းတည်ပါတယ်ဒါအပြင်အခုဖွင့်ထားတဲ့ basic course တက်ထားသူတွေအနေနဲ့ရော market ထဲမှာ option trading အတွေ့အကြုံ basic ရှိပြီးသားပေါ့နော် basic ရှိပြီးသားဆိုတာကတော့long call short call long put short put CSP cover call wheel strategy ဒါမျိုးလေးတွေပေါ့နော်ဒီ strategy လေးတွေတည်ထားပြီးတဲ့ option trader လေးတွေအတွက်ပါကျွန်တော်ရည်ရွယ်ပြီးတော့အခုလကုန် match 2026ပေါ့နော်ဒီလကုန်မှာဆိုလို့ရှိရင်ကျွန်တော် option trading intermediate course ကိုထပ်မံဖွင့်နေသွားဖို့လည်းရှိပါတယ်ဒါကကျွန်တော် trader ဝင်တာပါကြော်ညာဝင်တာပါ coming soon ဖြစ်ပါတယ်အသေးစိတ်ကိုတော့ကျွန်တော်ရဲ့ Chai Explain Finance Facebook page မှာလာရောက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်လက်ကုန်ခါနေကြရင်တော့ကျွန်တော် post အနေနဲ့ကျွန်တော်တင်ဆက်ပြီးတော့ဒီ intermediate course ကိုဖွင့်လှစ်သွားမှာဖြစ်ပါတယ်အားလုံးပဲမိုးစံပန်းပန်းမှာအောင်မြင်ရွှင်လန်းကြပါစေအားလုံးပဲအောင်မြင်တဲ့ option trading ခီးစဉ်လေးလည်းပိုင်ဆိုင်ကြပါစေကဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြတာပေါ့